မျိုးလေးစားပြီးပိုက်ထောက်ပြီးတလုံးမျိုးလေးစားပြီးဝချမ်းပြပါမှာတလုံးပေါက်သွားဖြစ်တဲ့အတွက်3-4ပါဗျမျိုးလေးတို့တမတ်တက်ပါပြီ3-4ပါမျိုးလေးစားပြီးဝေးသွားတယ်နော်4-3ပါဟုတ်ကဲ့ကိုကြီးကဲချလုံးမို့စားပြီးအမှတ်ကတော့4-3ချလုံးမို့စားပြီးလဲဝေးသွားတယ်နော်3-4ပါ3-4ပါရာယူပါဟေးဒီလေးစားပေးလဲဝေးသွားနော်4-3ပါဗျဟုတ်တယ်ဒိုင်ကိုထူးပါဗျဟုတ်ပါတယ်ဗျကျွန်တော်ဒီမှာဗီဒီယိုလေးလည်းတိကျရိုက်ထားတယ်နော်ပြီးကြကျွန်တော် YouTube မှာပြန်တင်ပေးပါနော်ကြည်တောက်ချင်းလေးပေါ့နော်ကျွန်တော်ကဲ4-3ပါဗျကျွန်တော်ဘောစားပေးပိုက်ထောက်ပြီးချောင်းတိုင်းစီမှာတလုံးပေါက်သွားပြီဗျနော်5-3ပါ5-3ပါဗျရှလုံးဘောကတော့သူ့ရဲ့စားပစ်တွေနဲ့တူအမတ်တော်တော်များများကိုရှာဖွေထားနိုင်တယ်လို့မြင်တယ်ဗျနော်တော်တော်ကြီးကိုစားပစ်တွေကောင်းတယ်နော်ရှလုံးဘောကောင်းလိုက်တာဗျာចောင်းတိုက်3-5ကဲမကတော့3-5ပါရာယူပါ3ဟေးဖြုတ်ထားတယ်ဒါပြီဒါလေးဂျက်လီပဲဂျယ်လီရဲ့ပတ်ချင်ရတော့ပိုင်းမကျော်တာဖြစ်တဲ့တော့4-5ဖြစ်သွားပါပြီဗျ4-5ပါစာပစ်တွေကြောက်စရာကြီးဗျနော်ကဲမကတော့4-5ပါကျန်လိုက်တာဗျာဂျက်လီ5-4ဂျယ်လီရဲ့ဖဝါကြီးရဲ့ကျန်းလုံးနဲ့ဗျာရိုးလေးကြောင်းလိုက်နိုင်ရမယ် fight တယ်နဲ့ဟုတ်ပြီဗျာဟာကန်စိုင်းတောင်ကနေအပေးနေတယ်ဟုတ်ကဲ့ပါကိုကြီးကဲဓမုတ်ဆိုးစားပေးဖိုက်ဖို့ကဲမျိုးလေးကောင်းလိုက်ကြဗျာထွက်သွားတယ်ဗျာ4-5ပါရှလုံးဘောရဲ့စားပစ်ထိုးချင်းကောင်းတယ်ဗျာမျိုးလေးစင်ထွက်သွားလုံးလိုက်ထောင်တာတော်တော်ကောင်းသွားတယ်ဗျမဟုတ်ရင်တော့ဟိုဘက်ကအမှတ်တက်မှာဗျ4-5ပါဗျကဲမျိုးလေးတို့စားပစ်4-5ပါကောင်းလိုက်တာဗျာဂျက်လီ5-4ပါမိဝါပြီစင်ထွက်သွားတယ်ဗျာ4-5ပါကဲမျိုးလေးတို့တိုင်းရောက်ပါနော်အမတ်ကတော့4-5ပါဗျ16မှဂိမ်းတင်တယ်ဗျနော်သူတို့ဒီမှာမန်လေးမှာခတ်တာကြတော့အချင်းချင်း16မှဂိမ်းဖြစ်တာများတယ်ကဲမျိုးလေးစားပေး4-5ပါဟုတ်ပြောကြည့်တော့ရလေးတွေကောင်းလိုက်တာဗျာ5-4ပါ
နောက်ပါနဲ့ဗျာ မျိုးလေးကောင်းလိုက်ကြဗျာကြောင်းတိုက်ဟိုးဖိုက်ပါကဲမျိုးလေးကြောင်းတိုက်၄မှတ်တမုတ်ဆိုး3 5မှတ်ပါနော်အမှတ်ကတော့1မှတ်ပဲကွာပါတယ်ဒီမှတ်တွေကတော့ဘာမှပြောလို့မရပါဘူးဗျဘာမဟုတ်ဘူးလေဒီတော့ဒီကတိုင်းမောင်းခေါ်တယ်ဒီလိုအုပ်ချုပ်နေဒီကလည်းခေါ်တယ်နော်ဒီကခေါ်ရတယ်တက်တယ်နော်ဒါကတော့ဒါမှထားကြတော့နော်ဟုတ်ကဲ့ဗျာဘိုးနဲ့ဒီမှာတားကတော့ဘယ်လိုရလိုက်ရင်ဘိုးဘွားနဲ့ဘိုးရတော့တာပဲဟုတ်ကဲ့ဗျာညလာကြီးကဲမျိုးလေးတို့၄မှတ်တမုတ်ဆိုး5မှတ်ပါဗျမျိုးလေးကိုရှင်းတလုံးပေါက်သွားဖြစ်တဲ့အတွက် fight off ဖြစ်သွားပါပြီဗျကဲအမှတ်တူသွားပါပြီကဲအမှတ်တူသွားပါပြီနော် fight off ပါကျေဦးကြီးကောင်းလို့လားဒီအပြည့်တည်းလဲကျေဦးကြီးခေါ်လို့ဘူးကနော်မျိုးလေးစာပေတိုင်ချိသွားတယ်နော် fight over အခုဒီပွဲလေးကိုအာရုံစိုက်ပါနော်ဟိုလူတွေနဲ့ဒီလူနဲ့မတည့်ပြပါနဲ့ဗျာနော်လောလောဆယ်ဒီပွဲလေးကိုအာရုံစိုက်ထားပါအောင်ဗျာကောင်းလိုက်တာဗျာကြောင်းတိုက် fight over ချစ်လုံးမို့ရဲ့ထိုးခြင်းလဲကောင်းတယ်ဗျာမျိုးလေးဖမ်းပြီးထောင်တာတော်တော်ကောင်းသွားတယ်နော်အမှတ်ကတော့ fight over ဒီနေ့မှာတော့တမုတ်ဆိုးကွင်းရတကယ်ကျွန်တော်ပြောထားသလိုပဲယုံပြည့်ယုံဆိုင်ပြတော့တကယ်ကိုများပြားလုံးပါတယ်ဟုတ်ပါမှာနောက်မှာရောဘေးမှာရောကဲအမှတ်2 fight all မျိုးလေးစားပစ်ပါမျိုးလေးစားပြီးဝေးသွားတယ်ဗျာနော် fight all ကဲဟိုဘက်ကချစ်လုံးကိုစားပြီးပြောင်းထိုးမယ်နော် fight all မျိုးလေးကြည့်လိုက်ကောင်းလိုက်ကြဗျာကြောင်းတိုက် fight all ကောင်းတယ်မလို့မျိုးလေးရှိကဲအမှတ်2 fight all ပါဗျာနော်ကြောင်းတိုက်တို့စားပစ်ပါကဲမျိုးလေးစားပစ်စားကြောင်းတိုက်ပြန်ပြောင်းထိုးမယ်ဗျာနော်ကြောင်းတိုက်စားပစ်ကတော့ပိုက်တိုးသွားတယ်ဗျာနော် fight all ပါကဲဟိုဘက်ကလည်းချစ်လို့မို့အစားမတ်ကြီးပြောင်းထိုးမယ်ဗျာနော် fight all ပါမချီရဲ့ချုပ်ပြုတ်ခြင်းတစ်လုံးပေါက်သွားပါပြီဗျာနော်မျိုးလေးချင်းမှာစစ်ဖိုက်ပါမချီရဲ့ချုပ်တွေကတော့တကယ်ကိုပိုင်သားလေးတင်ဖြုတ်ပြီးထိုးနေတော်တော်ကြီးကိုကောင်းမွန်နေတယ်လို့မြင်တယ်ဗျာနော်ကဲတမုတ်ဆိုး6မှတ်မျိုးလေးကြောင်းတိုင်း5မှတ်မိဝါပြီပြောင်းလိုက်တာ7 5ပါဗျာကျောင်းတိုင်းကန်ကြီးတော့ချီလုံးမို့တစ်လုံးဆယ်ပြီးတော့ဂျက်လီတော့တမတ်ယူသွားပြီနော်7 5ဖြစ်သွားပါဗျကဲ7 5ဖြစ်သွားပါပြီမကြီးရဲ့စာပေပိုက်တိုးတယ်နော်5 7ပါဗျ7ပါဗျမျိုးလေးစားပြီးဝေးသွားတယ်နော်ပိုက်ထောက်ပြီးတော့ထိုးခြင်းလဲကောင်းတယ်ဗျာတိတ်တိတ်လေးဝေးသွားနော်ကဲအမှတ်ကတော့7 5ပါမချီရဲ့ချုံစားပြီးကြောင်းတိုင်းစီမှာတစ်လုံးပေါက်ပြီးတော့8 5နဲ့စိုက်ချင်းသွားပါပြီဗျာနော်ကဲမချီရဲ့ချုံစားပြီးတွေကတော့5မှတ်တူညီနေတဲ့အချိန်မှာသူ့ရဲ့စားပြီးလှုပ်အားနှုန်းတွေကတော့3လုံးထိုးတာ3မှတ်ရစေတယ်ဗျာနော်တကယ်ကိုအကျိုးပြုတယ်လို့တော့မြင်တယ်နော်ကဲတမုတ်ဆိုးချစ်မှတ်မျိုးလေးကြောင်းတိုင်းတို့5မှတ်ပါဗျ
တော့ကျွန်တော်တို့အိမ်ပြန်တဲ့တမုတ်ဆိုးအုပ်ကြီးပါအုပ်ကြီးရေဒါတမုတ်ဆိုးအုပ်ကြီးပါတချို့ကြောင့်အုပ်ကြီးကိုမသိကြဘူးလေတမုတ်ဆိုးအုပ်ကြီးဆိုတာနာမည်ပဲတည်းလူမမြင်ဘူးကြောက်ဒါရန်အောင်နဲ့နည်းနည်းဆင်တယ်ဗျတကယ်တမုတ်ဆိုးအုပ်ကြီးကတန့်နေဗျနော်ဒါလူငယ်ဦးမဆိုတော်တော်ချောမယ်ပဲဒီလေကဲမတ်ကတော့အိတ်ဖိုက်ပါနော်မတ်ကြီးတို့ရှစ်မတ်မျိုးလေးចောင်းတိုင်း9မတ်ပါဗျမရောက်ကဲမျိုးလေးចောင်းတိုင်းအတွင်းနိုင်တော့ဝါသနာရှင်တို့ကတော့စုတော်ငွေ2သိန်းချိမြင့်ထားပြန်နော်ကဲတပုတ်ဆိုးနိုင်ဝိုင်းလေကျွန်တော်တို့ကိုတူမစုတော်ငွေ3သိန်းရှင်းမြင့်တာเนาะအပြိုင်ဆိုင်နေစုတော်ငွေရှင်းမြင့်နေကြเนาะတကယ်ကိုကောင်းပါတယ်ကဲတမုတ်ဆိုးချစ်မတ်မျိုးလေးကြောက်တဲ့တော့9မှတ်ပါเนาะကဲပွဲပြန်စပါပြီเนาะမတ်ကြီးစားဖေးမကြီးရဲ့စားပေးပိုက်တိုးတယ်နော်5 8ပါချောင်းရင်းပါလေငါးကြီးမျိုးလေးစားပေးကြည့်ရမျိုးလေးစားပေးပိုက်ထောက်ပြီးတော့တသိန်းလေးဝေးသွားတယ်ဗျာကြမလို့နဲ့နော်ကဲစားပေးတစ်လုံးစမ်းပါမယ်နော်မတ်ကြီးအစားချစ်လုံးမို့ပြန်ပြီးတော့ပြောင်းထိုးမဲ့အနေထားမျိုးဗျဒါတော့ကျွန်တော်တို့15ရက်နေ့မှာကြောက်ကြောနဲ့ခတ်မဲ့ချစ်လုံးမို့ပါဗျနော်ဒါ15ရက်နေ့မှာကြောက်ကြောနဲ့ဝမ်ဝမ်ခတ်မဲ့ချစ်လုံးမို့လေးပါသူရဲ့ဝမ်ဝမ်စကေးကတော့ဘယ်လောက်ထိကြီးလဲဆိုတော့ကျွန်တော်တို့တိတိကျကျမသိဘူးဗျအဲ့တော့ကြောင့်15ရက်နေ့ခတ်မဲ့ကြောက်ကြောနဲ့ချစ်လုံးမို့ပွဲစဉ်ကလည်းတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါပါနာမည်ကြီးအချင်းချင်းခတ်မဲ့ဆိုတော့တိတ်ပြီးစိတ်ဝင်စားဖို့ကောင်းမယ်နော်ချစ်လုံးမို့ဆိုတာဒါအခုနှစ်ပိုင်းအတွင်းမှာတော်တော်ကြီးကိုနာမည်ရလာတဲ့ကစားသမားဗျနော်အရေးချင်းနေတော်တော်ကြီးကိုရှိတဲ့ကလေးဗျကဲတမုတ်ဆိုးစားပေး8ဖိုက်ကောင်းလိုက်တာဗျာကောင်းလိုက်တာဗျာကြောင်းတိုက်ဖိုက်8ပါကဲမျိုးလေးတို့ငါမတမုတ်ဆိုးချစ်မဝေးအားလဲရှော့ပြောအားများတယ်အားပြုတ်ရတယ်ကောင်းလိုက်တာဗျာအာယာပြောင်းလိုက်တာချက်လီအိတ်ဖိုက်ပါဗျာတကယ်ကိုချစ်လုံးရဲ့ခြေခွင်ကြီးရတယ်တကယ်ကိုငြိမ်းနေရပဲเนาะတကယ်ကိုချစ်လုံးမားတဲ့နေရာမှာထောင်ပေးတဲ့နေရာမှာကဲချစ်လုံးမို့စားပေးအိတ်ဖိုက်ပါပေးလာတော့ရိုးရှင်းတယ်ကောင်းလိုက်တာဗျာကြောင်းတိုက်ဖိုက်8ကောင်းလိုက်တော့နိုင်မဲ့ထင်တယ်ကြာလေဟုတ်ကဲ့ဒါလည်းစောင့်ကြည့်ရမှာကိုနော်လောလောဆယ်တော့အမှတ်3မှတ်နေနေရပြီနော်ဒီမှတ်တွေကတော့ဘာမှပြောလို့မရပါဘူးကဲကြောင်းတိုက်စားပြီးပြောင်းထိုးမယ်နော်အမှတ်ကတော့5 8ပါတို့ကငါ့ကိုပြောပါနဲ့8ပါအဲ့လောက်ကတော့ကောင်းပါလေမကြည့်အဲ့လောက်ကောင်းပါဂျမီပါလာတယ်ကောင်းလိုက်တာချက်လီ8ဖိုက်ပါကဲမကတော့8ဖိုက်ပါနော်ချစ်လုံးမို့တို့စားပစ်ပါဗျဖိုက်တင်ငါကောင်လေး10တက်ဖို့ပတ်ကြောက်ခဲ့ပြီလားဟုတ်ပြီဗျကောင်းလိုက်တာဗျာကြောင်းတိုက်5 8ပါရှင်လုံးမို့ရဲ့ပိုရှင်လည်းတော်တော်ကြီးကိုတိကျပါတယ်သို့ပေမဲ့လည်းမျိုးလေး10ဝါတော်တော်ကြီးကိုကောင်းသွားတယ်နော်
ပိုက်လိမ့်ပြီးကြားတဲ့ဟာကိုဆယ်မိသွားတယ်မျိုးလေးတော်တော်ကြီးကောင်းပါတယ်ဒီလုံးကနော်ချစ်လုံးပိုလေးလည်းတော်တော်ကောင်းပါတယ်ကဲမက်ကတော့5-8ပါကဲတိုင်းအောင်ခေါ်ရပါတယ်ဗျာနော်ကဲမျိုးလေးចောင်းတိုင်း9မှတ်ချလုံးပုံမှတ်ကြီးဂျက်လီတို့ချစ်မှတ်ပါနော်အမှတ်ကတော့5-8ပါဗျ3မှတ်กว่าဟနေတယ်ဗျចောင်းတိုင်းစားဖေးအမှတ်ကတော့5-8ပါဗျရှင်းမှာပါဗျចောင်းတိုင်းစားဖေးပိုက်တိုးတယ်နော်8-5ပါဗျ8-5ပါ8-5ပါရာယူပါလာလို့ပြလာလို့ရှာနေခါလေးခါလေးပြလာလို့ကိုစားမလေးတစ်ချက်တော့အော်ပါတော့ကဲတမုတ်ဆိုးချစ်မတ်မျိုးလေးចောင်းတိုင်း9မှတ်ချေလုံးပေါ်ရဲ့စားပြီးဝေးသွားတယ်နော်5-8ပါဗျ8ပါចောင်းတိုင်းစားပြီးလဲပိုက်တိုးပြန်ပြီနော်8-5ကဲတမုတ်ဆိုးတော့3မှတ်တာနဲ့ဥဆောင်နေတယ်ဗျနော်ချေလုံးပေါ်ရဲ့စားပြီးထိုးမယ်နော်အမှတ်ကတော့8-5ပါရာယူပါရာယူပါလေကဲចောင်းတိုင်းထူထားတယ်ယူလေးတိုင်းကောင်းလိုက်တာဗျာចောင်းတိုင်း5-8ပါကဲမျိုးလေးစားပြီးထိုးမယ်နော်အမှတ်ကတော့5-8ပါကောင်းလိုက်တာဗျာဂျက်လီကျန်ရအလွင့်တော့အပေါ်ကနေမိုးပုတ်တာနော်ကဲအမှတ်ကတော့8-5ပါကဲချလုံးမို့စားပြီးရာယူပါဟေးချလုံးမို့စားပြီးလဲဝေးသွားတယ်နော်5-8ပါသူတို့နဲ့လည်းထင်းနေတာဟုတ်လားယူလေးစားပေးလဲနည်းနည်းလေးဝေးသွားတယ်ဗျာနော်8-5ပါကဲချလုံးမို့အစားမှတ်ကြီးစားပေးပြောင်းထိုးမယ်ဗျာနော်ကဲမှတ်ကြီးစားပေး8-5ရာယူပါဟေးမကြီးရဲ့စားပြီးကတော့မျိုးလေးရင်ခွင်ထဲမှာတစ်လုံးပေါက်သွားပြီဗျ9-5ပါမကြီးရဲ့စားပြီးကတော့အရောင်ကြမ်းထမ်းလုံးနဲ့နော်ပိုက်ချက်ပြီးပြေးတာအရောင်မြန်တယ်ဗျာတော့မပါဘူးလားမနောက်ပါနဲ့လို့ကိုကြီးကဲမကတော့9-5ဖြစ်သွားပါပြီနော်တမုတ်ဆိုးကွန်မန့်မျိုးလေးចောင်းတိုက်9မှတ်ပါ5-5ပါရာယူပါဟေးចောင်းတိုင်းကောင်းလိုက်တာဗျာစားပြစ်တာမျိုးလေးចောင်းတိုင်းကောင်းလိုက်တာဗျာចောင်းတိုက်5-9ပါကဲမျိုးလေးတို့9မှတ်တမုတ်ဆိုး9မှတ်ပါနော်ပြုတ်ထားတဲ့ဂျက်လီ
ကျန်လိုက်တာဗျာဂျက်လီ9 5ပါ ကဲမချီစားဖိ9 5ပါ ဖိုက်ပါ မချီရဲ့စားဖိကတော့ဂျာချီတစ်လုံးပေါက်ပြီးတော့တန်းဖိုက်ဖြစ်သွားပါပြီဗျာနော်ဒီနေ့ပွဲစဉ်မှာတော့ချင်းလုံးမိုးရဲ့စားဖိတွေဘယ်လောက်ထိအလုံးလုံးမလဲဆိုပြီးတော့စောင့်ကြည့်မယ်လို့ကျွန်တော်တို့ကထင်ထားခဲ့တာသို့ပေမဲ့လည်းမချီရဲ့စားဖိတွေကတော့မျိုးလေးတို့တော်တော်ဒုက္ခပေးနေရဗျာနော်ကဲမကတော့တန်းဖိုက်ပါမကြီးရဲ့စားပေးပိုက်မကြုံတော့ fight တမ်းပါဟုတ်ကဲ့ကိုကြီး ဖိုက်တန် ကဲကျောင်းတိုင်းစားပေး fight တမ်းပါ မကြီး ကောင်းလိုက်တာဗျာတန်း fight ပါကဲတန်းအောင်ပါเนาะဒီဘက်ကတော့1 2 3အမှန်ဗျာเนาะဟိုဘက်ကစားပေးတွေကိုတော့မတ်ကြီးချီရောက်ရင်မတ်ကြီးက1 t ရှလုံးမို့ထောင်ဂျက်လီရိုက်ဂျက်လီချီရောက်တော့ဒီဘက်ကို1ခွဲဒီပုံစံမျိုးသွားတာဗျာเนาะကဲမကတော့တန်း fight ပါကဲတမုတ်ဆိုး10မှတ်မျိုးလေးចောင်းတိုင်း9မှတ်ပါကဲမကတော့ခောက်ချိုးလောက်กว่าဟနေရဗျာเนาะကဲမကတော့တန်း fight ပါမကြီးရဲ့စားပြီးဖြုတ်ချင်းတစ်လုံးပေါက်ပြီးတော့11 fight ဖြစ်သွားပါပြီဗျ11 fight ပါမကြီးရဲ့စားပြီးကတော့ပိုက်ထိုးသွားတော့ fight 11ပါကဲမကတော့ fight 11ပါ ကဲခုသားတွေဂျယ်လီ ကောင်းလိုက်တာဗျာဂျက်လီ11 fight ပါလိုင်းသိမ့်မကောင်းဗျာเนาะကျွန်တော်ဒီပွဲစဉ်ဗီဒီယိုလေးရိုက်ထားပါတယ်ကျွန်တော်ပြီးကြရင် YouTube မှာပြန်ပြီးတင်ပေးမယ်เนาะကျွန်တော်ချီတောက်ချင်းလေးရိုက်ထားပါတယ်ပြီးကြရင် YouTube မှာကျွန်တော်ပြန်တင်ပေးပါမယ်เนาะအမှတ်ကတော့11 fight ပါညာသေးတယ်နိုင် ကောင်းလိုက်တာဗျာ fight 11ပါကဲမျိုးလေးတို့9မှတ်တမုတ်ဆိုး17မှတ်ညာသေးတယ် ကဲမျိုးလေးစားပြတစ်လုံးပေါက်ပြီးတော့11ဖြစ်သွားပါပြီ11ပါကဲမကတော့11ပါကဲမကတော့11ပါမျိုးလေးတို့6မှတ်တမုတ်ဆိုး17မှတ်ပါဗျအလုပ်ပါနဲ့ကိုကြီးမိဝါပြီစင်ထွက်သွားတယ်11 10ပါ11 10ပါကဲတမုတ်ဆိုး17မှတ်မျိုးလေးကျောင်းတိုင်း6မှတ်ပါကောင်းလိုက်တာဗျာပျောက်တယ်ကျောင်းတိုင်း11ပါစစ်ကိုတို့စစ်ဝါလေစစ်11ပါ11ပါ
ကောင်းလိုက်တာဗျာမျိုးလေးပုတ်ချင်းလက်တကယ်ကိုကောင်းပါတယ်ဗျာသို့ပေမဲ့လည်းဂျယ်လီလိုက်တစ်ချက်လိုက်ထိပါတော်တော်ကြီးကိုကောင်းသွားတယ်ဗျာနော်ကဲ11စစ်ပါမကြီးစားပိတ်ကတော့ပိုက်တိုးသွားနော်စစ်11မှာဟုတ်တယ်မျိုးလေးစားပိတ်ကတော့ပိုက်တိုးသွားနော်11စစ်ပါကဲမကြီးစားပိတ်အစားဒီဘက်ကချစ်လုံးမို့လေးပြောင်းထိုးမယ်ဗျာနော်11စစ်ပါကောင်းလိုက်တာဗျာပြီးပါပြီပြောင်းလိုက်တာတွဲစစ်ဖြစ်သွားပါပြီဗျာကျောင်းတိုင်းကန်ကျိုးတော့ဂျက်လီတစ်လုံးဆယ်ပြီးတော့ချင်လို့မလို့တမတ်ယူသွားပြီနော်တကယ်ကိုကောင်းမွန်တယ်လို့တော့မြင်တယ်နော်ကျောင်းတိုင်းကန်ကျင်းလည်းကောင်းပါတယ်ကဲမကတော့တွဲစစ်ဖြစ်သွားပါပြီဗျာကဲကျွန်တော်တို့ကဲမကတော့တွဲစစ်ပါဗျာနော်ချစ်လုံးမို့လို့12မှတ်မျိုးလေးကျောင်းတိုင်း6မှတ်ပိုက်မကျော်တာဖြစ်တဲ့ဟုတ်စစ်ဖြစ်သွားပါပြီဗျကျောင်းလိုက်တော့တတိစစ်ပါဗျာနော်ဒါ16မှတ်ဂိမ်းပါနော်ဒီမှာတော့ကဲတတိစစ်ပါဗျာနော်ကျောင်းလိုက်တော့6မှတ်တမုတ်ဆိုး73မှတ်ပါအဲ့ဒီလိုရန်ချွာရဲယူဟာမဟုတ်ပါဘူးကိုအောင်ကိုဖြိုးရင်မနောက်ပါနဲ့လို့မကတော့30စစ်တယ်ဗျာနော်ကဲချစ်လုံးမိုးစားဖိစစ်ပါဗျ30စစ်ပါကျောင်းလိုက်ကူရတယ်နားလေးကောင်းလိုက်တာဗျာကျောင်းတိုက်စစ်30ဒီပါကဲရသေးတယ်နားလေးအာယာယာပြောင်းလိုက်တာဗျာဂျက်လီ30စစ်ပါဂျက်လီကလည်းချစ်လုံးမိုးနဲ့ဆိုတော့တကယ်ကိုဝါမြေစုံတိလိုက်မဲ့ကစားသမားများနော်သူကတော့ချစ်လုံးမိုးရဲ့ထောင်ချင်းကြိုက်တယ်ဘယ်လိုလာပုတ်နိုင်တယ်နော်ကဲမှတ်ကတော့30စစ်ပါရတိုင်းကဲကျောင်းတိုင်းကန်ချင်းပိုက်တိုးတာဖြစ်တော့ဟုတ်စစ်ပါဗျဟုတ်စစ်ပါကဲချလုံးမို့တော့73မှတ်မျိုးလေးကျောင်းတိုင်း6မှတ်ပါဗျဟုတ်စစ်ပါချလုံးမို့ရဲ့စားပြီးပို့ချင်ရတော့ပိုက်မကြော်လိုက်ဘူးနော်ထိုးချင်းကောင်းတယ်ဗျာကဲမကတော့စစ်ဟုတ်ပါကောင်းပါတယ်မျိုးလေးစားပြီးပိုက်ထောက်ပြီးတလုံးပေါက်သွားပြီနော်7ဟုတ်ပါကဲမကတော့7ဟုတ်ပါကိုတုတက်လာလားကိုတုတက်မသိဘူးကိုကြီးနော်ကျွန်တော်ကဲမကတော့7ဟုတ်ပါနော်မျိုးလေးကျောင်းတိုင်း9မှတ်တမုတ်ဆိုး3 73မှတ်14မှတ်ပါပဲနော်သူက16မှတ်ဂိမ်းကစားရတယ်နော်အကြောင်းမလို့ဟုတ်တယ်ကို14မှတ်ဟိုအခုကဟုတ်ဆိုတာ14မှတ်နော်သူက16မှတ်ဂိမ်းကစားမှာကိုကြီးကိုထမ်းမြတ်စောကမသိုးသေးကို3သိန်းထူကြပါကုလောဝေ3သိန်းရှိပါတယ်ကဲတမုတ်ဆိုးတင်းဟိုတော့ကိုထမ်းမြတ်စောမှာစုတော်ငွေ3သိန်းရှိနေတာနော်နိုင်မမဟုတ်ဒီတိုင်းပေးတာပါနော်တချို့ကြောင့်နိုင်မပေးတယ်ထင်လို့မဟုတ်ဒီတိုင်းပေးတာနော်ကဲအမှတ်ကတော့7ဟုတ်တေးရင်းများလိုက်ကောင်းလိုက်တာဗျာဟုတ်7ပါကဲတမုတ်ဆိုး14မှတ်မျိုးလေးကျောင်းတိုင်း9မှတ်တ
တို့က16မှတ်ခိမ်းပါနော်14မှတ်ကိုဟုတ်လို့ခေါ်တာပါကဲဒိုင်ကိုတူတို့စုတော်ငွေ9000ပါကိုနိုင်မှာသူတော်ငွေ9000ချင်းနေပါတယ်ကဲဒိုင်ကိုတို့စုတော်ငွေ9000ပါနော်တကယ်ကိုကျေးဇူးတင်ပါတယ်ကဲမကတော့ဟုတ်7ပါရလေးတွေမျိုးလေးနောက်ထားလိုက် ကောင်းလိုက်တာဗျာ7ဟုတ်ပါရှုံးတဲ့ဘက်ကတင်းခွင့်ရှိလို့တင်ထားတယ်ဟုတ်တယ်ကိုကြီးဒါပေမဲ့ဟိုဘက်ကချုံးရင်တော့ဘယ်လိုတင်းလောက်မလဲကိုကြီးနော်မျိုးလေးစားပြီးနည်းနည်းလေးဝေးသွားနော်ဟုတ်7ပါတင်းဝင်ကြီးဟုတ်ကြီးခိုင်းရ3000ဒိုင်းကိုခိုင်းလေချင်းရောက်နေတယ်။ပြန်လာနေလမ်းမှာဟုတ်တယ်3000ချင်းရောက်နေတယ်လမ်းမှာပြန်လာနေ3000နေတယ်ခိုင်းဒီတော်လေးခိုင်းပြန်လာနေပြီကဲတမုတ်ဆိုး14မှတ်မျိုးလေးချောင်းလိုက်9မှတ်ပါဗျာနော်ဟုတ်7ကဲမှတ်ကြီးစားပေးပါဗျာနော်တော့ရဆွေးဆွေးတော်နေလည်းမသိတော့မှတ်ကြီးရဲ့စားပေးကတော့ပိုက်မချော်လိုက်ဘူးဗျာနော်7ဟုတ်ပါထိုးချင်းကောင်းတယ်ဗျာနော်ပိုက်မချော်တာဗျာနော်ကဲမှတ်ကတော့7ဟုတ်ပါကောင်းလိုက်တာဗျာဂျက်လီဟုတ်7ပါကဲမကြီးစားပြီပဲထိုးမယ်ဗျနော်မကတော့ဟုတ်7ပါဗျ14မှတ်9မှတ်ပါကောင်းလိုက်တာဗျာကြောင်းတိုက်7ဟုတ်ပါကောင်းလိုက်တာဗျာမတ်ကြီးရဲ့ချင်းထောင်ကလည်းချီပြောင်ရုပ်ထောင်တာတော်တော်ထိကြလုံးပါလေနော်ကဲမတ်ကတော့ဟုတ်7ပါဗျာနော်ကဲတမုတ်ဆိုး14မှတ်မျိုးလေးကြောင်းတဲ့9မှတ်ကဲချစ်လုံးမို့စားပေးချစ်လုံးမို့စားပေးလဲပိုက်တိုးတယ်နော်7ဟုတ်ပါကျောင်းတိုင်းစားပေးလဲပိုက်တိုးပြန်ပြီဗျာနော်ဟုတ်7ပါတိုက်ကြီးပွဲမလွင့်ဘူးသားမလွင့်တော့တော့ဘူးကိုကြီးကျွန်တော်မမီဘူးလေကိုနော်ဒီမှာ15ရက်နေ့ကြောက်ကြောပွဲလွင့်မှာကိုကြီးနော်ကွာတစ်တို့ပွဲလဲ15ရက်နေ့ဆိုတိုက်နေတာနော်အဲကြောင့်မလို့ကျွန်တော်အဘက်ကမသွားတော့ပါဘူးဒီဘက်ကြောက်ကြောတို့ပွဲလွင့်မှာကဲဂျက်လီစားပေးပြောင်းထုံးမယ်ရလေးတွေကျောင်းတိုက်ပဲကိုနိုင်ပဲကောင်းလိုက်တာဗျာကြောင်းတိုက်7ဟုတ်ပါကဲမကတော့7ဟုတ်ပါ7ဟုတ်ကဲကျောင်းတိုင်းစားပစ်ပါကျောင်းတိုင်းစားပစ်မကြီးရင်ဝင်ထဲမှာတစ်လုံးပေါက်သွားပါပြီဗျအေးဟုတ်ပါအေးဟုတ်ပါဗျကောင်းလိုက်တာဗျာအပပကျန်းလိုက်တာဗျာတကယ်ကိုချစ်လုံးဘောရဲ့ချင်းထောင်ကြီးကတော့တကယ်ကိုတိကျတယ်လို့မြင်တယ်နော်ကဲမကတော့ဟုတ်8ပါ
တမုတ်ဆိုး14မှတ်မျိုးလေးကြောင်းတိုင်းချစ်မှတ်တိုင်းအောင်ခေါ်ထားပါတယ် ဟုတ်တယ်တော့ဒီပွဲလည်းမနန်းဆိုရင်မနန်းဆိုဝေးကြောင်းဘက်ကလည်းကြီးကြိုးပြေးတာကဲမတ်ကြီးစားပေးပြောင်းထိုးမယ်နော်အမှတ်ကတော့ဟုတ်အိတ်ပါ အဲ့လိုင်းတိုင်းဝေးသွားပါလေ မတ်ကြီးရဲ့စားပေးနည်းနည်းလေးဝေးသွားတယ်နော်အိတ်ဟုတ်ပါ ကြောက်ရင်တော့ဟောမကြီးကောင်းလိုက် ကွင်းချင်းနေတော့ဟုတ်တယ်ကိုကြီး ဒီနေ့ ကြည့်အောင်ဗျာချင်းထောင်တာကောင်းလိုက်တာဗျာချစ်လုံးပေါ်ကလေနော်ကဲအမှတ်ကတော့ဟုတ်အိတ်ပါဗျ အိတ်ပါ ချင်းထောင်လုံးဝမမားဘူးဗျာနော်ချစ်လုံးပေါ်က ကိုတိုင်း ကဲအမှတ်ကတော့ဟုတ်အိတ်ပါ ဒီနေ့ ကောင်းလိုက်တာဗျာကြောင်းတိုက်အိတ်ဟုတ်ပါကဲအမှတ်ကတော့ဟုတ်အိတ်ပါ အိတ်ပါ ကောင်းလိုက်တာဗျာချစ်လုံးပေါ်ဟုတ်အိတ်ပါဗျာနော်ပြက်ချင်းကိုတော့ဂျယ်လီထောင်တဲ့လုံးတော့ချစ်လုံးပေါ်လိုက်ပုတ်သွားတော်တော်ကောင်းပါဗျာနော်မဟုတ်ရင်တော့ဟိုဘက်ကအမှတ်တက်မှာဗျကဲမှတ်ကြီးစားပေးဟုတ်အိတ် ကြောင်းတိုင်း ကောင်းလိုက်တာဗျာကြောင်းတိုက်ဟေးဟုတ်ပါမလည်းကြီးထွက်တယ်မို့ကဲမျိုးလေးစားပေးပါဗျာနော်ကဲအမကတော့အိတ်ဟုတ်ပါမျိုးလေးစားပေးလိုင်းပေါ်မှာတစ်လုံးပေါက်သွားပြီဗျာနော်နိုင်ဟုတ်ပါနိုင်ဟုတ်ပါဒီမှာဆိုရင်တော့ဒီမှာဆိုရင်တော့ဘယ်ရောက်ပါလဲကဲမျိုးလေးတို့ကိုမတ်မျိုးလေးတို့ကိုမတ်တမုတ်ဆိုး73မှတ်ပါဗျ14မှတ်ပါဗျနော်9ဟုတ်ပါ ဘုံဆိုရေးသက်ပဲတိုက်တာဟုတ်လားစင်သမားတွေ ဟုတ်ဖြစ်သွားပါပြီဗျမျိုးလေးကတော့သူရဲ့စားပေးတဲ့သူတမတ်ထပ်ယူသွားပြန်ပြီနော်တန်းဟုတ်ပါကဲမျိုးလေးတို့10မှတ်တမုတ်ဆိုး14မှတ်အမှတ်ကတော့မကွာတော့ဘူးဗျနော်ကဲအမှတ်ကတော့10မှတ်14မှတ်ပါ ဟုတ်ပါ မျိုးလေးစားပြီးကောင်းပေမဲ့လည်းရက်လီခံလိုက်တဲ့နေရာမှာပြန်ပါသွားတာဖြစ်တဲ့အတွက်မျိုးလေးကြောင်းတိုင်းတော့အစင်းလေးဖြစ်မနေဘူးဗျာနော်ဒီလုံးကတော့မဟုတ်ရင်တော့မျိုးလေးတို့အမတ်တက်မှာပါကဲအခုတော့ဟုတ်တမ်းပါဗျ14မှတ်10မှတ်ပါထုတ်ထားစမ်းဟုတ်ကဲ့စ조사နေပါလေသူတို့လေနော်ကဲအမတ်ကတော့ဟုတ်တမ်းပါဗျနော်ချစ်လုံးမို့စားပစ်ပါကောင်းလိုက်တာဗျာတန်းဟုတ်ပါကဲမျိုးလေးတို့10မှတ်တမုတ်ဆိုး14မှတ်ရသေးတယ် ဒီဘက်မှာမထိုးနဲ့ခမ
ကောင်းလိုက်တာဗျာဂျက်လီဟုတ်တမ်းပါကဲမကြီးစားပေးဟုတ်တမ်းပါကောင်းလိုက်တာဗျာကောင်းလိုက်တာဗျာကြောင်းတိုက်တန်းဟုတ်ပါကောင်းတယ်မဲကြီးနဲ့တက်လာโอเคကိုတန်းစင်မိုးကြီးမင်္ဂလာပါเนาะ comment တွေကျွန်တော်ပြန်မပြေနိုင်တာခွင့်လုပ်ပေးပါเนาะဒီဘက်မှာလည်းကျွန်တော်အလုပ်လေးတစ်ခုလုပ်နေလို့ပါဗျာเนาะကဲမျိုးလေးတို့10မှတ်တမုတ်ဆိုး14မှတ်တန်းဟုတ်ပါရလာပါမယ်ကိုရပေးမယ်လို့ကိုရပေးပဲကြီးကိုလေးစားပြီးတလုံးပေါက်သွားဖြစ်တဲ့အတွက်11ဟုတ်ပါ11ဟုတ်ပါဗျကဲမျိုးလေးတို့ကတော့အမှတ်တွေပြန်လိုက်လာပြန်ပြီ11ဟုတ်ပါမျိုးလေးစားပြီးပိုက်မကြော်လိုက်ဘူးဗျာနော်ဟုတ်11ပါကဲမကြီးစားပေးပြောင်းထိုးမယ်နော်အမှတ်ကတော့ဟုတ်11ပါ14မှ17မှတ်ပါကောင်းလိုက်တာဗျာကြောင်းတိုက်11ဟုတ်ပါကဲတိုင်အောင်ပါနော်11ဟုတ်ပါဗျအမှတ်ကတော့17မှ14မှတ်ပါခုမှကြည့်ကောင်းတယ်အိမ်ကွင်းရင်ခုံနေလောက်ပြီမစားနေတော့ပြင်ခဲ့ပါကဲအမှတ်ကတော့11ဟုတ်ပါရိုလေးစာမေးပို့ချစ်သလိုပေါက်သွားဖြစ်တဲ့အတွက်တွဲဟုတ်ပါဗျကဲမျိုးလေးတွေကတော့အမှတ်တွေထရဆက်လိုက်တာအခုဆိုတော့2မှတ်ပဲကွာပါတော့တယ်မျိုးလေးတို့12မှတ်တမုတ်ဆိုး14မှတ်တွဲဟုတ်ပါ12မှတ်14မှတ်ပါเนาะအမှတ်ကတော့မကွာတော့ပါဘူးဗျပေါ်ပြီကောင်းလိုက်တာဟုတ်တွဲပါဟုတ်တွဲပါဗျကဲမချီရဲ့စားပိတွေအလုတ်လုတ်တော်မလားစောင့်ကြည့်မယ်နော်မတ်ကတော့ဟုတ်တွဲမချီရဲ့စားပိကတော့ပိုက်ကျိုးသွားတယ်နော်တွဲဟုတ်ပါကဲမျိုးလေးတို့ကြောင်းတဲ့တို့တိုင်အောင်ခေါ်တာပါတယ်ကဲအမတ်ကတော့တွဲဟုတ်ပါဗျာနော်မျိုးလေးရဲ့စားပိအလုတ်လုတ်ပြီးတော့ဂျူများပြန်ဆင်းသွားမလားကျွန်တော်တို့စောင့်ကြည့်ရမယ်နော်အမတ်ကတော့တွဲဟုတ်ပါဗျကဲမကတော့တွဲဟုတ်ပါပါဝါတယ်တာတီဟုတ်ပါဗျကဲမျိုးလေးကြောင်းတိုင်းတို့ရဲ့ဂျိုးသားအထုံးမှုရတော့အရာထင်သွားမလားဆိုတာကတော့ကျွန်တော်တို့မကြခင်အဖြေသိရတော့ပါမယ်နော်ကဲအမတ်ကတော့တာတီဟုတ်ပါဗျ73မှ14မှပါကဲအမတ်ကတော့73 14ပါဗျနော်ကဲမျိုးလေးစားပဲအလုပ်လုပ်ပြီးဂျူးများပြန်ဆင်းသွားမှလားဆင်းပြီးပိုက်ခေါ်ဆင်းသွားပြီမျိုးလေးစားပဲပိုက်မချော်လိုက်ဘူးဗျနော်ဟုတ်တာတင်းပါကဲတမုတ်ဆိုး14မှတ်မျိုးလေးကျောင်းတိုင်း73မှတ်ပါဗျ
ကဲအမကတော့တမက်ပဲကွာတယ်ဗျာနော်တကယ်ကိုရင်ခုန်မှုအတီးပါဗျာနော်ဒီချိန်ကတော့ ဟုတ်ပါတင်တာကြာပြီ အဲ့ဒါကြောင်းတိုက်ကွာတယ်ဟုတ်ကဲ့ပါဗျာကဲချစ်လို့မို့စားပေးပြောင်းထိုးမယ်နော်အမတ်ကတော့14မှတ်မျိုးလေးကြောင်းတိုက်တို့73မှတ်ပါဗျာဟုတ်တယ်ကို16မှတ်ဂိမ်းဗျာ ရသေးတယ် ကောင်းလိုက်တာဗျာကြောင်းတိုက်တတိဟုတ်ပါကဲမျိုးလေးတို့73မှတ်ဓမုံဆိုး14မှတ်ပါ ကဲမကတော့ ကဲအမကတော့73မှတ်14မှတ်ပါနော်ကဲမျိုးလေးစားပစ်ပါဟုတ်ကဲ့သူတို့လည်းစူးစမ်းနေတယ်ကိုကြီးနော် ကဲမျိုးလေးစားပစ်မျိုးလေးရဲ့စားပစ်ပုတ်ချင်ရတော့ပိုက်မကြော်ပြန်ဘူးဗျာနော်တကယ်ကိုဝင်သွားရင်လည်းဒီဘက်က3ယောက်ကတော့ရက်ကြည့်နေရမှာဗျာနော်ကြီးပါဗျကဲမကတော့ဟုတ်တာတီးပါဓမုံဆိုး14မှတ်မျိုးလေးကြောင်းတိုင်း73မှတ်ပါကိုဘိုးတို့ကိုရထိုးလာပြောရထိုးလာမသိပါဘူးဟေး ကောင်းလိုက်တာဗျာဟုတ်တာတီဟုတ်ပါကဲမျိုးလေးတို့73မှတ်ဓမုံဆိုး14မှတ်ပါနော်အမှတ်ကတော့တစ်မှတ်ပဲကွာပါတယ်ဗျကဲမျိုးလေးစားပစ်ပါ ပြင်ဟုတ်ပြီပါတော့ ပြန်ပြီရသေးတယ်ဒီမို့တင်ထားတယ်ပြန်ပြီ ပြီးပါပြီပါလာတယ်ပြောင်းလိုက်တာဟုတ်တာတီးပါဗျကဲချင်လို့မို့စားပေးဟုတ်တာတီးပါ ကြောက်ပါလို့ပြောသူ ကောင်းစားပါအေးစေး ချင်လို့မို့ရဲ့စားပေးကတော့ပိုက်တိုးသွားနော်တာတီးဟုတ်ပါကဲမျိုးလေးစားပေးတာတီးဟုတ်ပါကဲဂျူများပြန်ဆင်းသွားရင်တော့တကယ်ကိုပို့ပြီးကြည့်လို့မြိုင်သွားမယ်လို့မြင်တယ်နော်ကဲမျိုးလေးစားပေးပါကောင်းလိုက်တာဗျာချက်လီဟုတ်တာတင်းပါဗျာနော်တိုင်းရောက်ခေါ်တာပါတယ် ကြောက်တယ် ကဲတမုတ်ဆိုး14မှတ်မျိုးလေးចောင်းတိုင်း73မှတ်ပါဗျကဲမှတ်ကြီးစားပြီးပြောင်းထိုးမလားမပြောတော့ဗျာနော်ကဲမှတ်ကြီးစားပြီးပြောင်းထိုးမယ်နော်အမှတ်ကတော့ဟုတ်တာတင်းပါကြီးစားပြီးကလေးပေါက်သွားဖြစ်ကြတယ်ပွိုင်တာတီးပါဗျပွိုင်တာတီးပါဗျတကယ်ကိုမတ်ကြီးရဲ့စားပြီးတွေကတော့ကျွန်တော်ပြောထားသလိုပဲဒီနေ့မှာတော့တော်တော်ကြီးကိုအလုပ်ဖြစ်နေတယ်ဗျာနော်ကျွန်တော်ထင်ထားတာကချစ်လို့မို့ရဲ့စားပြီးတွေပဲအလုပ်လုပ်မလားမလုပ်ဘူးလားစောင့်ကြည့်တယ်မယ်ထင်ခဲ့တာဗျာနော်တို့ပေမဲ့လည်းမတ်ကြီးရဲ့စားပြီးတွေကဒီတပွဲလုံးမှာတော်တော်ကြီးကိုအမတ်တွေအများကြီးရှာဖွေထားနိုင်တယ်နော်ကဲအမတ်ကတော့ point 30မှာ
ကဲမတ်ကြီးတို့15မှတ်မျိုးလေးចောင်းတိုင်း73မှတ်ပါဗျကျွန်တော်တို့တပတ်ခါမှာ15ရက်နေ့မှာဆိုရင်ရှင်လုံးပုံနဲ့ចောင်းတိုင်းနဲ့1-1ပွဲဒီကွင်းမှာရှိပါသေးတယ်เนาะ15ရက်နေ့မှာပါအဲကြောက်ကျော်နဲ့ရှင်လုံးပုံနဲ့1-1တဲပွဲပါပိုင်9ပဲနဲ့စားပဲနှစ်ဖက်ရိုးထိုးပါเนาะကြောက်ကျော်နဲ့ရှင်လုံးပုံနဲ့15ရက်နေ့ဒီဓမုတ်ဆိုးချင်းကွင်းမှာပါကဲအမတ်ကတော့ point 30ဖြစ်နေဗျကဲဘတ်ဘီမချီရဲ့စားပစ်တွေထပ်ပြီးဒုက္ခပေးမှလားကျွန်တော်တို့စောင့်ကြည့်မယ်နော်ကဲ point 30ကြောင်းလိုက်တာကြောင်းတိုက်30 point အာဆင်နယ်လိုပဲဒုတိယလိုဖြစ်မယ်ကဲမကတော့30 point ကျောင်းတိုင်းစားပြီးပြောင်းထိုးမယ်ဗျဝင်နေတမတ်ရဖို့များတယ်ဗျကျောင်းတိုင်းစားပြီးတလုံးအလုံးပြီးတော့တမတ်တက်သွားပါပြီဟုတ် point ပါဟုတ် point ပါကဲကျောင်းတိုင်းရဲ့စားပြီးတပီအလုံးသွားမှာလားဆိုတာကတော့ကဲကျောင်းတိုင်းတို့14မှတ်တပုတ်ဆိုး15မှတ်ပါထုတ်လာတယ်ကျောင်းတိုင်းပြီးပါပြီလိုက်တာတော့ပြန်စင်းသွားပါပြီကြာတော့ပြန်စင်းသွားပါပြီကဲလာကြောက်ကြည့်ကြကြတော့ဝါသနာရှင်တွေကတော့လက်ခုပ်ဩဘာတွေတဖြောင်းဖြောင်းတီးပြီးတော့မျိုးလေးကြောက်လိုက်တော့အားပေးကြည့်ချူတွေကတွေးရပါတယ်ဗျာနော်တကယ်ကိုကြောက်စရာကောင်းသွားပါပြီအမတ်တွေကတော့ကျူးပြန်ဆင်းသွားပြီဗျာနော်ကဲကျူးပြန်ဆင်းသွားပါပြီ6မှတ်ထက်ကမှာ9မှတ်ပဲ6မှတ်ပဲနော်6မှတ်ခင်းတယ်10မှတ်လောက်အသိကဲကျူးပြန်ဆင်းသွားပါပြီကဲတစ်ချိန်ပါပဲကဲကျောင်းတိုင်းစားပေးလက်ဩပါနော်ကျူးပြန်ဆင်းသွားပါပြီပါသွားတယ်ကြမ်းပါဗျာရေပါကြမ်းပါကဲကျူစင်မမှာကျောင်းတိုင်းတို့ကတော့တမတ်အသာနဲ့ဥဆောင်သွားပါပြီလေဗန်တမ်းပါကဲကျောင်းတိုင်းစားဖေးဖယ်လိုက်တော့တလုံးပေါက်သွားပြန်ပြီဗျတွဲထမ်းပါတကယ်ကိုချမ်းတန်းလို့လေဗျာကျောင်းတိုင်းရဲ့စားပစ်ကြီးကတော့ရှင်လုံးဘောရဲ့ဖယ်လိုက်နဲ့ထိုးပါကောင်းလို့လေဗျာကဲမကတော့တွဲထမ်းပါကောင်းလိုက်ကြဗျာတန်းထွဲပါကဲမျိုးလေးချောင်းတိုင်း12မှတ်တမုံဆိုး10မှတ်ဒါဂျူး10မှတ်ပါနော်နောက်ထပ်ဂျူးတွေမရှိတော့ပါဘူးကဲ
မကတော့တန်းတွဲပါချစ်လုံးမို့စားပစ် ကဲပို့ထားတယ်ရိုးလေးပဲလိုက်တယ် ချစ်လုံးမို့စားပစ်တစ်လုံးပေါက်ပြီးတော့11တွဲပါဗျာ ကဲမလို့ပါ ချစ်လုံးမို့ရဲ့ position တစ်လုံးပေါက်သွားပြီးတော့11တွဲပါတကယ်ကိုရင်ခုန်စရာအချိန်တွေရောက်နေပါပြီဗျာဟုတ်ပြီကိုကြီးကဲမကတော့11တွဲပါတမုတ်ဆိုး17မှတ်မျိုးလေးချောင်းတိုင်း12မှတ်ဒါဂျူးစင်းမှတ်ပါဗျဒီမှာစားပဲကြည့်မယ်ဗျဝေးတော့လေ ချေလုံးမို့ရဲ့စားပေးဝေးသွားတော့တွဲ11ပါကဲကိုရတော့တိတ်မကြတော့ပါဘူးဂျူးစင်းမှတ်မှာ12မှတ်17မှတ်ဖြစ်နေတာဖြစ်တဲ့အတွက်ကဲဘယ်ဘက်ကစားပေးတွေပေါက်သွားမလဲစားပေးတစ်လုံးပေါက်သွားပြီလားနော်တာတီရဲ့11ပါ ဝေးကြောက်လိုက်စားပဲနောက်တော့ ကဲကျောင်းတိုင်းစားပေးတစ်လုံးပေါက်သွားရင်တော့တာတီရဲ့11ပါကောင်းလိုက်တာဗျာ11တာတီပါကဲဓမုတ်ဆိုး17မှတ်မျိုးလေးကျောင်းတိုင်း73မှတ်ကောင်းလိုက်တာဗျာကျောင်းတိုင်းဟုတ်11ပါအတတီး11ပါဗျာကဲကျောင်းတိုင်းတို့73မှတ်ဓမုတ်ဆိုး17မှတ်ကျောင်းတိုင်းစားပြီးပိုက်မကြုံဘူးဗျာနော်ကဲ11တာတီးပါကဲမကြီးစားပြီးပြောင်းထိုးမယ်နော်အမတ်ကတော့11တာတီးပါ11တာတီးမျိုးလေးမျိုးလေးကြောက်လိုက် ကောင်းလိုက်ကြဗျာတာတီးရဲ့11ပါ11ပါဗျာအကိုရတပွဲလက်ခတ်တာဗျာနော်ပထမပွဲဆိုမရှိပါဘူးဗျာတပွဲလက်ခတ်နေရပါကဲမျိုးလေးကျောင်းတိုင်း73မှတ်တမုတ်ဆိုး3 17မှတ်ပါကဲကျောင်းတိုင်းစားပေးပဲဗျာနော်အမတ်ကတော့13 11ပါကျောင်းတိုင်းစားပေးကတော့ပိုက်တိုးတယ်နော်11 13ကဲမကြီးစားပေး11 13ပါဝေးတော့လေ မကြီးစားပေးဝေးသွားတယ်နော်13ရဲ့11ပါကဲဘုရားကမျိုးလေးစားပေးထိုးမဲ့ချိန်မှာတော့မျိုးလေးအားပေးတဲ့ပြိတ္တတွေကသူ့ရဲ့နာမည်ကိုခေါ်ပြီးတော့အားပေးနေတာတွေ့ရနော် ဟေးကောင်းလိုက်တာဗျာချက်လီ11 13ကဲမကြီးစားပေး11 13ပါကဲမျိုးလေးဒီနောက်ပဲ ကောင်းလိုက်တာဗျာ13ရဲ့11ပါ
များကြီးလည်းရှုံးလို့အများကြီးလည်းနိုင်လို့ရှိတယ်ဘာလို့ရတယ်ရှိတယ်ကဲကျောင်းတိုင်းစားဖိအမတ်ကတော့13ရဲ့11ပါဗျရှိရတော့ဟာပြီတော့အောင်းလိုက်ကြဗျာစားဖိကြီးရလဲပြောင်းလိုက်တာ11 ကဲတမုတ်ဆိုး17မှတ်မျိုးလေးကျောင်းတိုင်း73မှတ်ပါဗျဘွယ်ကတော့ပြီးလူပင်ကင်ဖြစ်လေလေဘွယ်ကပို့ပြီးတော့ကြီးလို့ကောင်းလေလေပဲဗျနော်ကဒါဂျူးစင်းမှတ်မှာတမုတ်ဆိုး17မှတ်မျိုးလေးကျောင်းတိုင်းက73မှတ်ပါဗျမျိုးလေးကျလုံးဘောစားပြီးမျိုးလေးဘယ်လိုင်းထဲမှာတလုံးပေါက်သွားပြီဗျနော်တွဲတာတီးပါတွဲတာတီးပါဗျကျလုံးဘောရဲ့စားပြီးကတော့တကယ်ကိုကောင်းသွားတယ်နော်မျိုးလေးရဲ့ဘယ်လိုင်းကိုထိုးသွားတာကဲမကတော့တွဲတာတီးမှာမကတမတ်ပဲကွာပါတယ်ဗျကောင်းလိုက်ကြဗျာတတိတွဲပါတတိတွဲကဲတန်းအောင်ခေါ်ထားတယ်ဗျနော်ရတယ်ထိုးလို့ရတယ်ကဲမျိုးလေးကျောင်းတဲ့တို့73မှတ်တမုတ်ဆိုး12မှတ်ပါတမတ်ပဲกว่าเนาะဂျူးစင်းမှတ်မှာတကယ်ကိုရင်ခုန်စရာအတီးဗျာเนาะဒီချိန်ကတော့ဖတ်တာဟုတ်လားဘယ်တနာကြပြီနော်ဟုတ်ကဲ့ကဲကျောင်းတိုင်းစားဖိကောင်းလိုက်ကြဗျာချက်ဒီတွဲတာတီမာဒီပါဗျာကဲချစ်လုံးမို့စားဖိတွဲတာတီမာတာဒီကဲရသေးတယ်မျိုးလေးပဲကောင်းလိုက်ကြဗျာတာတီတွဲပါဒီတွဲပါဗျာရှေ့ကပုံပါမမေးဘူးလားနောက်ပွဲမရှိသေးပါဘူးကိုကြီးရှေ့ရတယ်နောက်ရက်လိုက်ကြတယ်ဒီပွဲရတယ်ကဲကျောင်းတိုင်းစားဖိတာတီတွဲကောင်းလိုက်ကြဗျာကောင်းလိုက်ကြဗျာချက်ဒီတွဲတာတီပါကဲချလုံးမို့လို့12မှတ်မျိုးလေးကျောင်းတိုင်း73မှတ်ပါเนาะဒါဂျူးစင်းမှတ်ပါချလုံးမို့စားပြီးဝေးသွားတယ်เนาะကဲတာတီတွဲပါဒီတွဲပါဗျာစားပြီးကြည့်မယ်ကိုပြီးရောက်တယ်ကိုပြန်ပြီဒါသေးတယ်ကောင်းလိုက်တာဗျာချက်လီတွဲတာတီကဲချလုံးမို့စားဖိအမတ်ကတော့တွဲတာတီမှာကဲရသေးတယ်ကြောင်းလိုက်ဒါလေးကြောင်းလိုက်ပဲကော
အောင်လိုက်တာဗျာကြောင်းတိုက်တာတီတွဲပါ နာနာမနာပါဘူး ခွဲရရပါလားခွဲရရ တော့စိုးနေကွဲရတာကွဲလုံးယုံလေးလောက်တာ ကဲကြောင်းတိုက်စားပြီးအမှတ်ကတော့တာတီတွဲပါကြောင်းတိုက်စားပြီးကတော့ဂျာချင်းတစ်လုံးပေါက်ပြီးတော့40 game point တွဲဖြစ်သွားပါပြီဗျ40 game point တွဲပါ point တွဲပါကြောင်းမလေးအော်ဟုတ်တွဲပါ sorry ပါဗျဟုတ်တွဲပါ16မှတ်ပါဗျမားလို့ပါကဲဟုတ်တွဲပါဗျအောင်လိုက်ကြဗျာတွဲဟုတ်ပါကဲတမုတ်ဆိုး17မှတ်မျိုးလေးကြောင်းတိုင်း14မှတ်ကောင်းပါလေကဲတွဲဟုတ်ပါဗျတွဲဟုတ်ပါဗျအကြီးစတဲ့ပါမကြီးရစားပြီးမျိုးလေးဘယ်တိုင်းနဲ့မှတလုံးပေါက်သွားပြန်ပြီဗျာတတိဟုတ်ပါကဲတတိဟုတ်ပါဗျကဲတမုတ်ဆိုး73မှတ်မျိုးလေးကြောင်းတိုင်း14မှတ်ပါကဲမကတော့တတိဟုတ်ပါဒီဟုတ်ပါဗျကဲမကတော့ဒီဟုတ်အာဒီပါအေးကောင်းလိုက်တာဗျာဟုတ်တာတိပါကဲကြောင်းတိုင်းစားပြီးဟုတ်တာတိပါအဲ့ဒါလို့ကြောင်းတိုင်းစားပြီးကလေးပေါက်ပြီးတော့ပွိုက်တာတိဖြစ်သွားပါပြီဗျကြောင်းတိုင်းစားပြီးကတော့ချင်းလုံးပေါ်စီမှာကလေးပေါက်ပြီးတော့ပွိုက်တာတိပါကဲမျိုးလေးကြောင်းတိုင်း15မှတ်တမုတ်ဆိုး73မှတ်ပါဗျပွိုက်တာတိပါကဲပွိုင်းတာတိပါ3ပါဗျဟုတ်ကဲ့နော်မင်းလုံးနေပြီနော်တိုင်းစားပြီးပိုက်တိုးတယ်နော်30 point ကဲတမုတ်ဆိုး73မှတ်မျိုးလေးကျောင်းတိုင်း15မှတ်ပါနော်လက်စမတ်ကိုရောက်နေပါပြီဒါကျူးစင်ပြီးတော့လက်စမတ်ကိုမျိုးလေးကျောင်းတိုင်းတို့ရယူထားပြီနော်ဒီပွိုင်းပါဗျကဲတမုတ်ဆိုးစားပြီး30 pointစားပြီးကြည့်မယ်ဗျကဲကြောင်းလိုက်ခူတာလေးနားနေမိုးလေးကောင်းလိုက်ကြဗျာပွိုင်းတာတိပါကဲမကတော့ပွိုင်းတာတိပါဗျာတာတိပါနော်ကဲမကတော့ပွိုင်းတာတိတော်ရဲကြည့်ရမယ်နော်ကဲကျောင်းတိုင်းစားပေးပွိုင်းတာတိပါကျောင်းတိုင်းစားပေးကတော့ပိုက်မကျော်ပါဘူးဗျာတာတိပွိုင်းပါက
ကဲမတ်ကြီးစားပြီးပြောင်းထိုးမယ်နော်အမှတ်ကတော့30 point မတ်ကြီးစားပြီးကြောင်းတိုင်းစီမှာတစ်လုံးပေါက်ပြီးတော့ဟုတ် point ပါဟုတ် point ပါဗျကဲမကတော့ဟုတ် point ပါဗျ ကဲမတ်ကြီးစားပေးအမှတ်ကတော့ဟုတ် point ပါမတ်ကြီးစင်ဝင်မရဘူးနော်မတ်ကြီးဒါကျူးစင်မှတ်တွေပဲနော်လိုက်တာဗျာကြောင်းတိုက် point ဟုတ်ပါရိုးလေးစင်ထွက်သွားလို့တော့စီကုန်နဲ့လိုက်ထောင်ထားတာကြောင်းတိုက်ခွာပုံလို့ရအနေတော့မျိုးရောက်သွားတယ်ဗျာနော်မဟုတ်ရင်တော့ဒီဘက်ကတမတ်တက်မှာပါဗျာကဲမကတော့ point ဟုတ်ပါကဲကြောင်းတိုက်စားပြီးပြောင်းထိုးမယ်နော်မကတော့ point ဟုတ်ပါကောင်းလိုက်တာဗျာချက်လီကဲမကတော့ဟုတ် point ပါဗျာကဲမချီစားပြပါညစ်လို့ရနှမတဲ့ကောင်းလိုက်တာဗျာကြောင်းတိုက် point ဟုတ်ပါကဲမကတော့မျိုးလေးကြောင်းတိုက်15မှတ်ဓမုတ်ဆိုး14မှတ်ပါနော် point ဟုတ်ပါကဲနောက်ဆုံးလက်စမတ်ကိုမျိုးလေးကြောင်းတိုက်တို့ရနေတာဖြစ်တဲ့အတွက်ဒီမတ်ကသူတို့အတွက်တကယ်ကိုအရေးကြီးတယ်လို့သူတို့မြင်တယ်နော်ချင်းလုံးတော့လဲခိုင်းပါတယ်ကဲမတ်ကတော့ point ဟုတ်ပါဗျသဘောတူရှင်းလုံးလဲလို့ရပါတယ်နော်ဆိုတော့ဒီဘက်ကတမုတ်ဆိုးကလည်းတစ်ခါလဲတာလေရှင်းလုံးနီးကြီးဝဲကြီးကောင်းလိုက်တာဗျာချက်ဒီပွားဟုတ်ပွိုင်ပါတကယ်အမတ်တွေကတော့ထက်ချက်မကွာတမုတ်ဆိုးကလည်းဒီကဆုံးလိုက်ပြီးဖိအားပေးနေတာနော်ကျူးစင်မမှာ14မှတ်15မှတ်ဖြစ်နေတယ်ဗျကဲကျူးစင်မမှာတမုတ်ဆိုး14မှတ်မျိုးလေးကြောင်းတိုင်း15မှတ်ပါဗျဟုတ်ကဲ့ပါကိုကျိုးကိုပြောလာပါဗျရှင်းနေတော့တုံနေဟာရတယ်ဟုတ်ကဲ့ကိုကြီးကဲမတ်ကြီးစားပြီးပြောင်းထိုးမယ်နော်အမတ်ကတော့ဟုတ် point မိပါပြီပေါင်းလိုက်တာ point off ဖြစ်သွားပါပြီဗျ point over point over တကယ်ကမောင်ဆိုတော့ဆယ်ကျတဲ့သူကမတ်ယူသွားပါပြီနော် point over ဗျကဲ
ရှင်ကုန်ကြရှင်ကိုတော့ရောက်ချီလာပါပြီဗျကဲတမုတ်ဆိုး15မှတ်မျိုးလေးကြောင်းတိုင်း15မှတ်ကဲမကတော့15မှတ်တူပွိုင်အော် အဒီနေရလားတို့နေရလားနေရာယူပါဟေးပြီးဆုံးပါကဲ16ပဲ15ပဲနဲ့မကြီးရှင်လုံးဘောဂျယ်လီတို့ကတော့မျိုးလေးကြောင်းတိုင်းတို့တော့ထိုက်ထိုက်တန်တန်အနိုင်ရရှိသွားနော်ကဲနိုင်ဘောကြည့်ကြတော့